မတ်လာ28ရက်နေ့မှာလှုပ်ခတ်သွားတဲ့ 7.7 ပြင်းအားရှိတဲ့မန္တလေးငလင်ကြီးကြောင့်ပြိုကျပျက်စီးသွားတဲ့ကန်ထရိုက်တာတွေမြေရှင်တွေဘလောက်ထိစိတ်ဒုက္ခရောက်မလဲဆိုတာကိုကျွန်တော်တို့သိပါတယ်ကန်ထရိုက်တာပြိုကျပျက်စီးလို့အခန်းဆုံးရှုံးသွားရင်မိမိရဲ့အခန်းပြန်မရတော့ဘူးလားအခန်းပိုင်ရှင်တွေကအဆောက်အဦတွေစောက်ကြကြမယ်ဆိုပါစို့ကြတဲ့ဒီအချိုးကျထဲ့ဝင်တွေပြန်ပေးသည့်တိုင်အောင်မြေရှင်ကလက်မခံပါကစီပင်ကအဆောက်အဦဆောက်ထောင်ကိုကန့်ကွက်လို့ရပါတယ်တခုရှိတာကစီပင်ကမြေရှင်နဲ့အခန်းပိုင်ရှင်တွေကိုခေါ်ညှိပြီးစီပင်ကဥဆောင်ပြီးတော့အဆောက်အဦသေးတစ်ခုပြန်ဆောက်လို့ရပါတယ်မြေရှင်ကိုမူလအခန်းနေရာပြန်ပေးပြီးအခန်းပိုင်ရှင်တွေကကုန်ကျငွေကိုအချိုးကျထဲ့ဝင်ကြပါလိမ့်မယ်အခန်းပိုင်ရှင်တွေကကုန်ကျငွေကိုအချိုးကျစီပေးရတာနဲ့မြေရှင်ကလုံးချင်းဆောက်မယ်ကန်ထရိုက်အပ်မယ်အခန်းပြန်ပြီးတော့ဘူးလို့လုပ်လို့မရပါဘူးအခန်းပိုင်ရှင်များငွေချိုးကြပေးခဲ့ရင်မူလနေရာမူလအခန်းကိုပဲပြန်လဲရရှိပါတယ်မြေရှင်မြေငှားကမြေငှားစည်းကမ်းမချိုးဖောက်ခဲနဲ့ဘယ်ပုဂ္ဂိုလ်တူတယောက်ကမှနှင်ထုတ်လို့မရပါဘူးကန်ထရိုက်တာများကလည်းအဆောက်အဦအနေအမြင့်မော်မူတည်ပြီးစောက်လုပ်ရေးဝန်ကြီးဌာနကပြဋ္ဌာန်းထားတဲ့ဘေဒင်ကုန်းနဲ့သာစနစ်တကျဆောင်ရွက်သင့်ပါတယ်လို့ကျွန်တော်ဒီကနေအကြံပြုပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့အကျိုးတစုံတရာမိမိအတွက်ရရှိခဲ့ရင် comment အောက်မှာ yes လို့မှတ်ခဲ့ပြီပါမြန်မာပြည်ကြီးစိုးဝါးတဲ့တဘာဝဘေးအန္တရာယ်များမကြရောက်ပါစေနဲ့လို့ Union House မြန်မာ team ကိုစားကျွန်တော်စီတူဝင်းမှာစုမုံကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ